ငင်းချမ်းစွာတိုက်ပွဲဝင်တဲ့အချိန်မှာငါတို့အနောက်ကဝိုင်းရံနှပြရမယ်သူတို့ရဲ့လှုပ်ဆောင်ချက်တွေကိုငါတို့အပြည့်အဝထောက်ခံမယ်သူတို့ကလူသားချင်းမဆန်တာပါလူမဆန်မဲနဲ့ဖိနှိပ်လာခဲ့လို့ဆိုရင်ငါတို့တထောက်တနေရာနေပြီးတော့နော်အစွမ်းကုန်အကာကွယ်ရမယ်မင်းတို့တွေမှာတာဝန်ရှိပါတယ်ဆိုတာမင်းတို့ခေါင်းထဲမှာမြဲမှတ်ထားပါနော်လူတို့နဲ့ဆက်ဆံတဲ့နေရာမှာမင်းတို့ရေလို့အေးပြီးပန်းလို့အမြဲမှုရမယ်ဆိုတာဟောမင်းတို့မှတ်မိလားမှန်ပါဗျာအဲ့ဒါကြောင့်သူပြင်းတို့ဟိုမှာစီချင်တာလူတို့ကငါတို့ရဲ့မိဘဒီဆိုတာမင်းတို့ခေါင်းမှာမှတ်ထားပါနော်ငါတို့ရဲ့အမိပြည်သူကငါတို့ဖတ်ဖြစ်တယ်ပြည်သူကငါတို့အမိပြည်သူကငါတို့ဖတ်ဖြစ်တဲ့ကြောင့်မင်းတို့တရားပြန်နေတဲ့ပြည်သူလူထုတွေကိုမဟုတ်လားကဲတိတ်တယောက်နော်ဟိုကျက်တစ်ပိုက်လာပို့ပါနော်တိတ်တယောက်ပြရပါပို့ပြောလို့ရလားမရဘူးမရဘူးလို့နော်လမ်းဘေးမှာရှိတဲ့နော်တို့ခိုက်နေမှာလေနော်ကဲလာမင်းတို့ကားစီ3တော့ဖေးကားစီ9တော့ဖေးအဲ့လိုပြောလို့မရဘူးဘာမလား